ကဲကြားကြီးကဘာကြီးလဲဆိုမြင်းကောင်းစစ်ကြဲလာပါပြီမိုးရင်းလဲရောက်ပြီးမြင်းကောင်းလဲလာပြီမိုးရင်းမှာမြင်းကောင်းဝဲကိုဝဲတဲ့မှာတဲ့အတွင်းကပဲခံဝဲတထဲတဲပဲဝဲအဆင်ပြေတဲ့တဲမှာပါပါတယ်ရှင်မြင်းကောင်းဖြစ်တဲ့အပြင်ကိုမို့ရင်မြင်းကောင်းက100ရာခိုင်နှုန်းအိန္ဒိယမိတ်စစ်ဖြစ်ပါတယ် Sea Horse ပါရှင်တပ်ပါကင်မှာ6ထည့်ပါပါမယ်ပါကေးချင်းတွေကိုရှူပြီးနော်လုံးဝ100ရာခိုင်နှုန်းအိန္ဒိယပါကင်စစ်နဲ့ပဲထွက်ထားတယ်အခုလက်ထဲမှာကင်ထားတယ်လို့မျိုးမြင်းကောင်းစွတ်ကျဲလက်ပြက်ကလေးတွေဖြစ်ပါတယ်100ရာခိုင်နှုန်းခြေသားလေးစစ်တယ်ဒီလိုမြင်းကောင်းလက်ပြက်နော်အမတို့လက်ပြက်နော်လက်ပြက်ဖြစ်ပါတယ်38ဆိုတစ်စေး40ဆိုတစ်စေးပါအသားကောင်းချက်ကတော့မပြောနဲ့မြင်းကောင်းစစ်ကြောင်းကတော့မပြောနဲ့ origin နဲ့ India မြင်းကောင်းစစ်နဲ့ထွက်တယ်ပါကေးချင်းကအစာဒီမှာကြီးအကြည့်အတလေးနဲ့တွားပေးထားတယ်တပါခင်မှာ6ထည့်ပါမယ်38ဆိုတစ်စေး40ဆိုတစ်စေးပါကိုလိုချင်တယ်လို့တွဲပြီးယူလို့ရတယ်အခုပြတဲ့38 size ကတော့အနည်းဆုံးမိုးကတော့ပေါင်ချိန်120 130ခန့်မှန်းဝန်းကျင်နေထိတော်တယ်100ရာခိုင်နှုန်းအိန္ဒိယစစ်မြင်းကောင်းဖြစ်ပါတယ်ရှင်ပါကေးချင်းကအစားအရမ်းမိုက်မယ် quality အရမ်းမိုက်မယ်ခြိသားစစ်နဲ့မြင်းကောင်းစွတ်ကျဲဖြစ်ပါတယ်ရှင်ကြိုက်ခဲ့ရင်တော့ဟောတယ်လို့6ထည့်ကြပါကေကနေမှာယူစတင်မှာယူအားပေးလို့ရနေပါပြီရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ကြိုက်ခဲ့ရင်ဟယ်လိုပေးပါရှင်ကျေးဇူးပါ